နိုင်ငံတော်အစိုးရသည် PDF အပါအဝင်အဖွဲ့အစည်းအမျိုးမျိုးအမည်ခံပြီးလက်နက်ကင်စန့်ကျင်လျက်ရှိတဲ့အဖွဲ့အစည်းများအတွင်ရောက်ရှိနေသူများအားဥပဒေပေါင်းအတွင်းသို့ပြန်လည်ဝင်ရောက်ရန်တကားဖွင့်ကြိုးဆိုဖိတ်ခေါ်လျက်ရှိပြီးပြန်လည်ဝင်ရောက်လာကြသူများကိုလည်းလိုအပ်တဲ့ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးလျက်ရှိရာနိုင်ငံတော်နှင့်တပ်မတော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုနားလေသဘောပေါက်လာသည့် PDF အပါအဝင်အကြမ်းဖက်အဖွဲ့အမျိုးမျိုးအမည်ခံထားသည့်အဖွဲ့ဝင်အမျိုးသားများနှင့်အမျိုးသမီးများတို့သည်လက်နက်ခဲယမ်းများနှင့်အတူဥပဒေပေါင်းအတွင်းသို့ဝင်ရောက်လျက်ရှိကြပါသည်။အဲဒီလိုအကြမ်းဖက်အဖွဲ့များအတွင်းသို့အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေကြသူများအနေဖြင့်နိုင်ငံတော်နှင့်တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုနားလေသဘောပေါက်လာသည်နှင့်အညီဒီနေ့ညနေ4 နာရီမိနစ်50ခန့်တွင်လည်း BNRA အမည်ခံအဖွဲ့မှအဖွဲ့ခေါင်းဆောင်နိုင်လင်းခေါ်နဂါးနှင့်၎င်း၏မိသားစုဝင်များသည်လက်နက်မျိုးစုံ6လက်ဆက်ပစ္စည်းများနှင့်အတူစကိုင်းတိုင်းဒေသကြီးပလဲမြို့နယ်အတွင်းနယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့်တပ်မတော်လုံခြုံရေးတပ်စခန်းတစ်ခုထံသို့လာရောက်ဆက်သွယ်တရင်ပို့၍ဥပဒေပေါင်းအတွင်းသို့ဝင်ရောက်လာခဲ့ကြောင်းသိရှိရပါသည်။ PDF အပါအဝင်အခြားသောအကြမ်းဖက်အဖွဲ့များသည့်နိုင်ငံတော်အစိုးရနှင့်တပ်မတော်အားဆန့်ကျင်တိုက်ခိုက်ခြင်းနယ်မြေခံပြည်သူလူထုများအားလက်နက်အားကိုဖြင့်အနိုင်ကျင့်ခြင်းများလှုံ့ဆော်လျက်ရှိတဲ့အပြင်အချိန်ကြာမြင့်လာတာနှင့်အမျှကိုကြိုးစည်းဝါးကိုအခြေခံ၍နယ်မြေလူချင်းဝေစုမတည့်ခြင်းအချင်းချင်းဗိုလ်ကျနှိပ်စက်တပ်ဖြတ်ခြင်းစသည်တို့ဖြစ်ပေါ်လာခဲ့ပါသည်။အဲဒီလိုဖြစ်ပေါ်လာခဲ့ခြင်းတို့ကြောင့် BNRA အမည်ခံအဖွဲ့မှအဖွဲ့ခေါင်းဆောင်နိုင်လင်းခေါ်နဂါးအနေဖြင့်အကြမ်းဖက်လုပ်ရများအားလှုပ်ဆောင်နေမှုများအားမနှစ်မြို့တော်ခြင်းနိုင်ငံတော်နှင့်တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုရှုံချီလက်ခံလာခြင်းတို့ကြောင့်ယခုလိုမျိုးဥပဒေပေါင်းအတွင်းသို့ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါသည်။အဆိုပါဥပဒေပေါင်းအတွင်းသို့ဝင်ရောက်လာသည့် BNRA အမည်ခံအဖွဲ့မှအဖွဲ့ခေါင်းဆောင်နိုင်လင်းခေါ်နဂါးနှင့်၎င်း၏မိသားစုဝင်များအားနယ်မြေခံလုံခြုံရေးတပ်ဌာနချုပ်မှတာဝန်ရှိသူများကနှွေးထွေးစွာကြိုဆိုခဲ့ကြပြီးလိုအပ်တဲ့ကူညီထောက်ပံ့မှုများစေဝါအကူအညီများနှင့်အုပ်ချုပ်မှုကိစ္စရပ်များအားအစဉ်ပြေမှုရှိစေရေးဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့်လိုအပ်တဲ့စီစစ်မှုများကိုလုံထုံးလုံနည်းများနှင့်အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းသိရပါသည်။နိုင်ငံတော်အစိုးရအနေဖြင့်အကြမ်းဖက်အဖွဲ့များအတွင်းသို့အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေကြသူများအားဥပဒေပေါင်းအတွင်းသို့ပြန်လည်ဝင်ရောက်နိုင်ရေးအစဉ်တကားဖွင့်ကြိုးဆိုဖိတ်ခေါ်ထားရှိပြီးဥပဒေပေါင်းအတွင်းသို့ဝင်ရောက်လာသူများနှင့်ထပ်မံဝင်ရောက်လာမဲ့သူများကိုလည်းတရားဥပဒေပေါင်းအတွင်းတည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက်ကူညီထောက်ပံ့မှုများကိုဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။